အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုက Super Nintendo တွေကကောကဘယ်လိုမျိုးဖြစ်လာတာလဲဘာလို့သူ့ရဲ့ညမှာ Darkness နဲ့မတည့်ရလဲဆိုတော့ fan theory အနေနဲ့ဒီနေ့ဗီဒီယိုမှာပြောပြပေးပါမယ် Super Nintendo series က Abrahamic Myth ကိုအခြေခံပြီးတော့ဖန်တီးထားတယ်လို့ဆိုပါတယ် Abrahamic Myth မှာဖြစ်တည်မှုအရာအလုံးကစွမ်းအားကြီးတဲ့ Supreme Being တယောက်ကဖန်တီးထားတယ်လို့ပြောထားပါတယ်Super Nintendo show ထဲမှာလည်းဒီအတိုင်းပါပဲစွမ်းအားကြီးတဲ့ transition ချက်ကအရာအလုံးကိုအစမှဖန်တီးခဲ့ပြီးတော့ Universe နဲ့ Archangel ကိုဖန်တီးခဲ့ပါတယ်။နောက်ပိုင်းမှာအလင်းရောက်တဲ့ Universe ထဲမှာရှိသမျှအရာအလုံးကိုဖန်တီးခဲ့ပါတယ်။အဲ့တော့ transition ချက်ဖြစ်မလာခင်မှာဘာတွေရှိနေခဲ့လဲ။ဒီနဲ့စာမိသွားတဲ့ Dead ကပြောပြချက်အရဆိုလို့ရှိရင် Dead ကိုယ်တိုင်ကလည်းချက်ထက်ပိုပြီးအသက်ကြီးပါတယ်။ပြောချင်တာကချက်ကိုယ်တိုင်ဖြစ်မလာခင်ကတည်းက Dead ဆိုတာရှိနေခဲ့တာပါ။ Universe ထဲမှာချက်ထက်ပိုပြီးအသက်ကြီးတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါက MD ဖြစ်ပါတယ်။ Universe ဆိုတာရှိမလာခင်ကတည်းက MD ဆိုတာရှိနေခဲ့ပြီးတော့နောက်ပိုင်းမှာချက်က Universe တွေကိုဖန်တီးခဲ့ပြီး Church ကိုယ်တိုင်ကလည်း Amara ဆိုတဲ့ညီမတစ်ယောက်ရှိပါတယ်။ချက်ကဖန်တီးမှုကိုကိုးစားပြုပြီးတော့ Amara ကပျက်စီးမှုကိုကိုးစားပြုပါတယ်။သူတို့နှစ်ယောက်က Universe ရဲ့အစမှာအတူတူဖြစ်ပေါ်လာရင်းနဲ့ဖန်တီးမှုတွေလုပ်ပါတယ်။ဒါပေမဲ့ချက်ကဖန်တီးမှုတွေပြုလုပ်တဲ့အခါမှာအတ္တရှိနေပါတယ်။ချက်ကသူ့ကိုမကိုးကွယ်ရင်ပျက်စီးမှုတွေပါတစ်ခါတည်းထည့်ပေးတတ်ပါတယ်။ဒါပေမဲ့အမာရာကပျက်စီးမှုကိုကိုးစားပြုပေမဲ့အတ္တမရှိတာကြောင့်သူတို့နှစ်ယောက်ကချက်တက်တက်အမာရာတက်တက်ဖြစ်လာပါတယ်။နောက်ပိုင်းချက်နဲ့အမာရာကမတည့်ဖြစ်လာပေမဲ့ချက်ကိုယ်တိုင်ကလည်းအမာရာကိုတယောက်တည်းမဖမ်းနိုင်တဲ့အတွက် Archangel လေးခုကိုဖန်တီးပြီးတော့အမာရာကိုဖမ်းလိုက်ပါတယ်။ဒီလိုနဲ့အမာရာကမောက်ကိုတော့ Lucifer ကိုပေးခဲ့ပါတယ်။အဲဒါကြောင့်လည်းချက်ကအမာရာနဲ့ပြန်မပေါင်းခင်အထိသူ့ရဲ့လုံနိုင်စွမ်းကအပြည့်မရှိနေပါဘူး။ချက်ကိုယ်တိုင်ကလည်းအရာအလုံးကိုပြန်ဖန်တီးဖို့အတွက်အမာရာကိုလိုအကြောင်းပြောမှုပါတယ်။အဲဒါကြောင့်ချက်ကအမာရာမရှိဘဲနဲ့ Universe တွေကိုအပြီးတိုင်းဖျက်ဆီးလို့မရသလိုပြန်ပြီးအသက်ဆလို့လည်းမရပါဘူး။ချက်နဲ့အမာရာပြောသလိုပဲသူတို့နှစ်ယောက်ပေါင်းမှာစစ်မှန်တဲ့ balance ဆိုတာဖြစ်လာမှာပါ။အဲဒါကြောင့်ချက်က7 minute ဒင်းကိုဖျက်ဆီးပြီးတော့အသက်ပြန်စားဖို့အတွက်အမာရာကိုရအောင်ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒီမှာနောက်ထပ်အရေးကြီးတဲ့ character က Death ဖြစ်ပါတယ်။ Death ပြောပုံအရသူကချက်တက်ပို့ပြီးအသက်ကြီးနေပြီးတော့ချက်ကိုယ်တိုင်ကလည်းအချိန်နဲ့ရင်သူ့တော့ခေါ်ရမယ်ဆိုပြီးတော့ပြောမှုပါတယ်။တကယ်ဆိုရင်ချက်က Universe တွေကိုဖန်တီးပြီးတော့မှအသက်ဆိုတာကိုစတင်ခဲ့တာပါ။တည်ခြင်းတရားဆိုတာကလည်းအသက်မရှိရင်ရှိမလာနိုင်ပါဘူး။အဲဒါကြောင့်ချက်ပေါ်လာတဲ့အခါမှာဓာတ်ကလည်းပေါ်လာတာဖြစ်ပါတယ်။ခုနကပြောသလိုပဲချက်ကအရာအလုံးကိုအပြီးတိုင်းမဖြစ်စည်းနိုင်တာကြောင့်ချက်ကိုတားလိုက်ပေမဲ့ MD ထဲမှာရှိနေသေးတာပါ။တကယ်တော့ချက်နဲ့အမာရာက coin တစ်ခုရဲ့တစ်ဖက်စီဖြစ်နေတာကြောင့်ပြေဆုံးတဲ့ဘယ်လိုင်းဖြစ်နေပေမဲ့ချက်ရဲ့အတ္တကြောင့်ဒီပြေဆုံးမှုကကွဲထွက်သွားတာပါ။ချက်ကိုယ်တိုင်ကလည်းသူ့ကိုယ်တိုင်ဇလန်နဲ့ကိုထည့်ခဲ့မိတဲ့အတွက်ဇလန်တိုင်းမှာအဆုံးရှိတာကြောင့်ချက်လည်းအဆုံးသတ်ခဲ့ရပါတယ်။ MD ထဲမှာ Check the Creator ပေါ်မလာခင်ထိ MD Void ထဲမှာဘာမှရှိမနေပါဘူး။ချက်က transition ဆိုပေမဲ့ပျက်စီးမှုတဲ့ပျက်စီးမှုကိုပိုပြီးလုပ်ပါတယ်။အမာရာကတော့ပျက်စီးမှုကိုကိုးစားပြုပေမဲ့အရာအလုံးကိုအချိန်တိုင်းပျက်စီးစေတဲ့တည်ငြိမ်မှုကြောင့်ချက်နဲ့ဆက်ညင်မဲ့ဖြစ်လာပြီးတော့မတည့်ဖြစ်လာတာပါ။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုမှာ MD ရဲ့သဘာဝကိုပြောပြချင်ပါတယ်။ကြည့်ပေးကြတဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။